မြို့တစ်မြို့ရဲ့အလားလို့ပြောရင်အဲ့မြို့ပေါ်မှာရှိတဲ့လူတွေရဲ့တည်ကြည်မှုခံရမှုစမကြမှုတွေနဲ့ပေါင်းစပ်မှသာအဲ့မြို့ရဲ့အလားပုံမှုပေါ်လင်းစေပါတယ်ပေါ့နော်အဲ့တည်ကြည်မှုခံရမှုတွေကိုကျွန်တော်နိုင်ဘာရှော့ကနေပြီးတော့6နှစ်တာပုံဖော်လာခဲ့ပါတယ်လွန်ခဲ့တဲ့6နှစ်ကနေပြီးတော့ဒီနေ့အချိန်ဒီကျွန်တော်တို့မှာရွေးချက်တစ်ခုပဲရှိတယ်ပေါ့နော်လူလက်လူကြီးပိုင်းတွေစိတ်ချယုံကြည်ရတဲ့ macro experience တစ်ခုကိုကျွန်တော်တို့ကဖန်တီးပေးချင်တာပါနိုင်ဘာရှော့ကသပင်ညက်တာတစ်ခုတည်းပို့ပါတယ်လူကြီးမင်းတို့အတွက် lifestyle တစ်ခုပုံဖော်ပေးချင်တာကျွန်တော်နိုင်ဘာရှော့မှာအဓိကကတော့ fake cutting တွေ classic cutting တွေနဲ့အဓိက hot tower shape service တွေကိုအဓိကရနိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့စီမှာကျတော့ class 3ခွဲထားတယ်ပေါ့နော် classic ဘုံရောမှာဆိုရင်တော့1000ဝဲပေါ့ premium room service ယူမယ်ဆိုရင်တော့2000ဝဲရှိပါတယ် luxury room service မှာဆိုရင်တော့3000ဝဲယူပါတယ် classic room မှာဆိုရင်တော့ appointment ယူလို့မရဘူး booking စနစ်မရှိဘူးပေါ့နော် premium room မှာဆိုရင်တော့ booking စနစ်ရှိတယ်လူချင်းမင်းတို့အားတဲ့ချိန်မျိုးလာပြီးတော့ booking နေပြီးတော့ appointment ယူပြီးညှက်လို့ရတယ်ပေါ့နော်luxury room မှာလည်းအဲ့လိုရစနစ်တစ်ခုရှိတယ်ပေါ့နော်။သူအခန်းတိုင်းမှာပေးတဲ့ service တွေလည်းကွာပါတယ်ဗျ။ဒီ6နှစ်အတွင်းမှာကျွန်တော်တို့ customer အများကြီးနဲ့ကျွန်တော်တို့စုံတွေ့ခွင့်ရခဲ့ပါတယ်။အခုချိန်ကြီးလည်းကျွန်တော်တို့ယုံကြည်စွာအားပေးနေတဲ့ customer တွေလည်းအများကြီးရှိတယ်ပေါ့နော်။အဲ့ဒါကျွန်တော်တို့အတွက်အရေးအကြီးဆုံးဂုဏ်ယူရဆုံးတစ်ချက်တစ်ခုပါပဲ။မန္တလေးမြို့နယ်သူကြီးပြင်းလာတဲ့ကျွန်တော်နိုင်ဘာရှော့ဟာနောက်ထပ်လည်းလူချင်းမင်းတို့အတွက်ပုံမကောင်းမွန်တဲ့ service တွေပုံမကောင်းမွန်တဲ့ experience တွေနဲ့လူချင်းမင်းတို့ရဲ့ယုံကြည်မှုကိုကျွန်တော်တို့ပုံမရယူသွားနိုင်ဖို့ကြိုးစားပေးပါမယ်ကျွန်တော်တို့နိုင်ဘာရှော့ဟာဆိုင်ရတော့2ဆိုင်ရှိတယ်ပေါ့နော်ဒီဆိုင်ကတော့68 4443မှာရှိပါတယ်မနက်ဆိုရင်9နာရီကနေညနေ6နာရီခွဲထိကျွန်တော် service ပေးပါတယ်ဗျဈေးတက်တာနဲ့ premium service ကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့နိုင်ဘာရှော့ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဗျ